ကျွန်တော်ကအခု battery တင်ငယ်ကြီးဖြစ်ပါတယ် battery ရဲ့ unboxing video ရဲ့ကျွန်တော်ကိုvideo လေး Let's do 1 2 Okay 1 2 and 2ရပြီကအားလုံးပဲမင်္ဂလာပါကျွန်တော်ပတ်ထရီ onion screen နဲ့ကြိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်လုံးလေးလောက်ထားရှိတဲ့ဗီဒီယိုလေးမဟုတ်ဘူးကျွန်တော်ဒါစကူပေါက်လို့လုပ်တဲ့ဗီဒီယိုလေးပေါ့နော်ဘာဗီဒီယိုလေးလဲဆိုတော့ကျွန်တော်ဒါ unboxing ဗီဒီယိုလေးပေါ့နော် unboxing ဗီဒီယိုလေးကိုမလုပ်ခင်ကျွန်တော်နည်းနည်းလေးပြောပြရရှိပါတယ်ဆိုတော့ကျွန်တော်ဘဝမှာကကျွန်တော်ပုံမှန်ဆိုရင်မဟုတ်ဘူးရရင်ကျွန်တော်ကဒီ clothing brand တွေအဝတ်စားနဲ့ပတ်သက်တာကျွန်တော်တိတ်မဝယ်ဖြစ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အင်ကြီးတစ်ထည်ကို4-5သိန်းလောက်ပေးရတဲ့ခေတ်မှာဆိုရင်တော့ဒါ brand ကြီးရဲ့ဝယ်ဖို့ဆိုရင်ဈေးလည်းများတယ်ပြီးကျွန်တော်နှမျောတာလည်းပါတယ်ပြီးရင်ကျွန်တော်လည်းတိတ်ပြီးတော့စီကံမရှိဘူးပေါ့နော်စီကံမရှိတော့အဲ့ဒါတွေနဲ့တိတ်အဆင်မပြေဘူးပေါ့နော်ကျွန်တော်ပုံမှန်မပိုးရရင်ဝယ်ပစ်တာဆိုတော့ကျွန်တော်ဒါ PC နဲ့ဆိုင်တဲ့ဟာတွေပြီးရင်ကင်မရာနဲ့ဆိုင်တဲ့ဟာတွေပြီးရင်အဓိကတော့ game တွေပေါ့ဗျာဒီကကျွန်တော် game ဆော့တဲ့ကောင်ဆိုတော့ game တွေပဲဝယ်ပစ်တာများတယ်အခုကျွန်တော်ဒီနေ့မှာတော့ဒါကျွန်တော်အင်ကြီးတစ်ထည်ဝယ်ထားပါတယ်အင်ကြီးကတော့ကျွန်တော် Bape ပေါ့နော် Bape ဆိုပေမဲ့Bape ရဲ့ brand ခွဲ8ပေါ့နော်8ရဲ့ sweatshirt လေးတစ်ထည်ကျွန်တော်ဝယ်ထားပါတယ်ဆိုတော့ကျွန်တော်အစားတော့ကတော့ Bape ကိုတစ်ခါဝယ်ဘူးတယ် Bape အင်ကြီးတစ်ခါဝယ်ဘူးတယ်ဘာမှဝယ်ဘူးလဲဆိုတော့ကျွန်တော်ဘန်ကောက်သွားတော့ဒီတိုင်းပဲအိမ်တုန်းကလည်း casual လေးပဲ shopping mall မှာရှောက်သွားရင်းနဲ့မှကျွန်တော် outlet store တစ်ခုတွေ့တယ်အဲ့ဒီကနေကျွန်တော်ဝင်ပြီးတော့ဟိုကြီးဒီကြီးနဲ့အမှ Bape t-shirt လေးတစ်ထည်တွေ့ရတယ်ကျွန်တော်ဝင်လိုက်တယ်အဲ့တုန်းကလည်းဈေးကဘယ်လောက်ရှိမှာတော့3ခွဲ2သိန်းပတ်ချလဲလောက်ပဲရှိတယ်အခုတစ်ခါမှလည်းကျွန်တော်ဒါဘော်ရိုင်းနဲ့ hang out ရင်းနဲ့မှကျွန်တော်ဒါ Bape ဆိုင်တစ်ခုရောက်သွားတယ်ပေါ့နော်အဲ့ထဲမှာ Bape လည်းရှိရယ်8လည်းရှိရယ် Bape နဲ့8နဲ့ဘာကွာလဲဆိုတော့ဒါ8ဆိုတာကတော့ဒါ Bape ရဲ့ brand အခွဲပေါ့နော်ပြောရမယ်ဆိုရင်တော့ company တစ်ခုတည်းရပဲဒါပေမဲ့8ကတော့နည်းနည်းလေးပိုပြီးဈေးနေတယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒါ sweatshirt ဆိုရင် Bape sweatshirt တစ်ခုဆိုရင်ကျွန်တော်တို့ဒါ10သိန်းပတ်ချလိုက်တော့ရှိရတချို့ဟာရဲဆိုရင်30ကျော်တယ်အခု8ဆိုရင်တော့ကျွန်တော်တို့ဒါ9သိန်း6သိန်းပတ်ချလိုက်လောက်နေကျွန်တော်တို့ရတယ်ပေါ့နော်အဲ့မှာကျွန်တော်လည်းဆိုင်ထဲမှာဝင်ကြည့်ရင်းနဲ့မှ8 sweatshirt လေးတစ်ခုကျွန်တော်တွေ့တော့ဈေးလေးလည်းကြည့်တော့ဈေးလေးလည်းမဆိုးဘူးကျွန်တော်လည်းဒီရပိုင်းနည်းနည်းလေးပင်ပန်းနေတော့ဒါကိုစုချတဲ့အနေနဲ့ဒါဝယ်ခဲ့လိုက်တယ်ပေါ့နော်အဲ့ဆက်ချက်လေးကိုကျွန်တော်ဝယ်တော့ရတယ်ဒါတော်တော်လေးမိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်လည်းဈေးလေးကြီးရင်ကြီးပါစေတော့ဆိုပြီးကျွန်တော်အတွက်ပုံမှန်ဆိုတော့ကျွန်တော်ဝေးလေးဝတ်ထားအဲ့ဈေးနဲ့အမောက်နဲ့ဆိုတော့ကျွန်တော်ဝေးလေးဝတ်ထားမရှိတော့ကျွန်တော်အတွက်နည်းနည်းလေးဈေးကြီးရယ်ပုံမှန်လူတွေသက်စင်တော့ဒါကတော့ casual ပဲပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ဝယ်ခဲ့တဲ့8ရဲ့ sweatshirt လေးကိုကျွန်တော် unboxing လုပ်အောင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဘေးမှာရောက်နေပါပြီကျွန်တော်ယူလိုက်ပါအောင်မယ်ဟာအစိုးရနဲ့ဟာပစိုးကြီးနဲ့ what the fuck ဟာကြီးတော့ဩဒါကြီးချုပ်ပါတယ်ဒါနဲ့ပဲ unboxing လုပ်လိုက်ပါမယ်ပစိုးကတော့ကျွန်တော်တို့ပလီကတ်လေးပါဆိုတော့ဒီကောင်လေးနဲ့ပဲ unboxing လုပ်ပါမယ်ဒါအင်ကြီးလုပ်အောင်တိုက်โอเคဆိုတော့အင်ကြီးကတော့နည်းကင်လာဆိုလိုလေးဖြစ်နေပါပြီဆိုတော့ဘက်မှာတော့8ပြည့်ဘာညာ smart glass ပေါ့နော်ဒါပါပါတယ်ပြီးရင်ကျွန်တော်တို့ unboxing လုပ်ရမယ်ဆိုရင်ထည့်လိုက်မယ်ကျွန်တော်တစ်ခါဝယ်တော့တစ်ခါမှမဖောက်ရသေးဘူးဒါအခုမှဖောက်မှာပေါ့နော်ဆိုတော့အရောင်းတော့တည့်တဲ့အတိုင်းပဲနှစ်ပြလေးပေါ့နော်ဆက်ချက်လေးဒီဘက်မှာ tag တွေပါတယ်ကျွန်တော်ပြမယ်ဒီဘက်မှာကျွန်တော် tag တွေပါတယ်ပေါ့နော်ဘာညာကျွန်တော်ဒီအင်ဂျင်ကြည့်ရမယ်ကျွန်တော်တို့ဒါ cutting ကတော့တော်တော်လေးမိုက်တယ်ဒီဘက်မှာလည်းဒီအနောက်မှာလည်းကျွန်တော်တို့စစ်ကောင်ပါပေမဲ့လိုလေးပေါ့နော်တစိမ့်လိုပါလို့အဲ့လိုလေးရှိတယ်ဒီကောင်လေးကြတော့ကျွန်တော်တို့ print လုပ်ထားတာမဟုတ်ဘူးပေါ့နော်ကျွန်တော်ဒါခြီနဲ့ထိုးထားရပြောလို့ရမယ်ဒါခြီလေးနဲ့ထိုးထားတာပေါ့နော်ရေးထားကတော့8 now ဆိုပြီးတော့ရေးထားပါတယ်ကျွန်တော်တို့ဒီဘက်မှာ8 now ဆိုပြီးကျွန်တော်တို့ဒီအရှိနေမှာရေးထားပါတယ်ကျွန်တော်ခြီလေးနဲ့ရေးထားတာပေါ့နော် sticker ရိုက်ထားတာမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ဒါလေးဖြတ်မယ်ဒါနဲ့ပဲဖြတ်လိုက်မယ်မြန်မာလိုပဲဆိုတော့ဘယ်မှာဆိုရင်sticker တော့မဟုတ်ဘူးဘာလေးတွေတော့မသိဘူးကျွန်တော်ဒီလိုလေးတေးလေးတော့ပါအဲ့ကောင်လေးတင်ထားလို့ရတယ်ဆိုတော့ဒါလေးနဲ့ပဲတီးလိုက်မယ်ဗျာโอเคဒါတော့ဗာတက်တွေပါညာတွေပေါ့နော်ပြီးမှဘာကုတ်လေးတွေပါတယ်ပေါ့ဒီကောင်ဝယ်တော့ကျွန်တော်9သိန်းကျော်လောက်တော့ပေးရတယ်စိုးပါဘူးဈေးလေးရတယ်အဆင်ပြေပါတယ်ဆိုတော့ဒီကောင်လေးဖြတ်လာမယ်တစ်ချက်ပဲဆိုတော့ဒီကောင်လေးကတော့ဒါကျွန်တော်တင်ထားလို့ရပါတယ်အင်းကြီးကတော့ကျွန်တော်ဒါဒီလိုလေးပေါ့နော်ဒါ site ကတော့ကျွန်တော်က small ပဲဝတ်တာပေါ့နော်ပုံမှန် site တွေဆိုရင်ကျွန်တော် server တို့ဘာလို့မှကျွန်တော်ဝယ်မယ်ဆိုတော့ကျွန်တော် XS တို့ small လို့ပဲကျွန်တော်ဝယ်လို့ရတော့ကျွန်တော် site နဲ့အဲ့ဒါမှအဆင်ပြေရပါတော့ fit ဖြစ်တာပေါ့ကျွန်တော်ပုံမှန်မြန်မာ local brand ဆိုတော့ကျွန်တော် medium ဝတ်တယ်ဒါပေမဲ့ဒီ inter brand တွေဆိုရင်တော့ကျွန်တော် small XS ဆိုမှကျွန်တော်နဲ့ပို့အဆင်ပြေရပါတော့ဆိုတော့ဒါတို့ကျွန်တော်တို့ဒါဝတ်ကြည့်ကြပါမယ် let's go
ဆိုတော့ကျွန်တော်တို့ဒါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဆိုတော့ဒါ unboxing ဗီဒီယိုကျွန်တော်အခုမှပထမဆုံးစရတော့လိုအပ်တာလေးရှိရင်တော့ဒါနားလည်ပြီးတောင်းဆိုချင်ပါတယ်ဆိုတော့အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် bye bye Stepping out, yeah, the city's my runway. Lights flashing, turn the night into my day. Black blazer, crisp white blouse, so clean. Tailor fit.